ဒီအမျိုးသားဟာခြေလက်အင်္ဂါလေးပါလုံးချုံနှောင်ခံထားရပြီးသူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းမှာမတ်မုံပင်တပင်ကိုတောင်စိုက်ပျိုးထားခြင်းခံထားရပါတယ်။အဲ့ဒီအပင်ဟာသူ့ခန္ဓာကိုယ်ထဲကအာဟာရဓာတ်တွေကိုအယူငူစုပ်ယူနေတာကြောင့်နေ့စဉ်ရက်ဆက်ငရဲကြတယ်လို့ခံစားနေရတာပါ။ဒီဇလန်ဟာကဘာပြက်ပြီးနှစ်ပေါင်း30အကြာမှဖြစ်ပျက်ခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာကဘာကြီးဟာနေရာအနှံ့တဲကန်နာရတွေဖုံးလွှမ်းနေတဲ့မြေရိုင်းပြင်ကြီးဖြစ်နေပါပြီ။အသက်ရှင်ကျန်ရစ်သူတွေဟာကြန့်ရှိနေတဲ့အရင်းမြစ်အနှဲငယ်အတွက်တဦးနဲ့တဦးတက်ဖြတ်ပြီးစစ်ပွဲတွေဖန်တီးနေကြပါတယ်။မြင်ကွင်းတွေကတော့တကယ်ကိုထိတ်လန့်စေရပါပဲ။ဒါပေမဲ့ဒီလိုမြေရိုင်းကဘာကြီးထဲမှာလူသူမသိဝက်ဖုံးနေတဲ့မျောလင်းချက်မြေပြင်လေးတစ်ခုရှိနေပါသေးတယ်။ဒီနေရာမှာတော့စိမ့်လန့်တဲ့အပင်တွေရှိတယ်၊ရေရှိတယ်ပြီးတော့ဒီမှာနေထိုင်သူတွေဟာသူတို့ရဲ့စူးစမ်းအားထုတ်မှုနဲ့မြေယာတွေကိုပြန်လည်ပြုပြင်ပြီးစားဝတ်နေရေးအတွက်ပူပန်စရာမလိုပဲနေထိုင်နေကြတာပါ။ဒါပေမဲ့ဒီလိုကောင်းမွန်တဲ့နေ့ရက်တွေကကြာရှည်မခံခဲ့ပါဘူး။တနေ့မှာတော့ဂွိုင်းနဲ့သူမရဲ့ညီမလေးတို့တောထဲမှာမတ်မွန်တီခူးနေတော့ OAC ရဲ့အစွန်ဖျားကိုလူရိုင်းတစုကျူးကျော်ဝင်ရောက်လာတာကိုရုတ်တရက်တွေ့လိုက်ရပါတယ်။ဂွိုင်းကတော့ဒီကိစ္စဘယ်လောက်အထိစိုးရိမ်ရလဲဆိုတာချက်ချင်းသိလိုက်ပါတယ်။အကယ်၍ဒီလူတွေသာ OAC ရှိတာကိုသိသွားရင်သူတို့တိမ့်ပိုက်ကြမှာအသေးချပါပဲ။သူတို့တွေပြန်သွားပြီးသတင်းမဖြတ်နိုင်အောင်တားဆီးဖို့အတွက်ဂွိုင်းကသူမရဲ့ညီမလေးကိုနေရာမှာပဲစောင့်နေဖို့ပြောခဲ့ပြီးသူမကိုယ်တိုင်တယောက်တည်းတိတ်တဆိတ်ချင်းကပ်သွားခဲ့ပါတယ်။အဲ့ဒီလူစုကအစားအစာတွေခွဲဝေနေတော့မှပဲသူမကအမြန်လှုပ်ရှားပြီးသူတို့ရဲ့ဆိုင်ကယ်ကစီးပိုက်ကိုဖျက်ပစ်လိုက်ပါတယ်။သူမနောက်ထပ်တစ်ခုခုလှုပ်ဖို့ပြင်းနေတော့မှပဲနောက်ကနေရောက်လာတဲ့လူရိုင်းတယောက်ကသူမကိုအမှတ်မထင်ဖမ်းမိသွားပါတယ်။ဂွိုင်းကလျင်မြန်စွာတုတ်ပြန်ပြီးသူ့ရဲ့ပေါင်ကိုဓာတ်နဲ့ထိုးကထွက်ပြေးဖို့ကြကိုးစားပေမဲ့သူမကကလေးတယောက်ပဲရှိသေးတာကြောင့်လွတ်အောင်မပြေးနိုင်ခဲ့ပါဘူး။အခြေအနေမဟန်မှန်းသိလိုက်တာနဲ့သူမကလူမျိုးစုတွေကိုတတိပေးဖို့အတွက်ခလောက်ကိုအမြန်မှုတ်လိုက်ပါတယ်။လူရိုင်းတွေကသူမကိုချက်ချင်းပဲအနိုင်ပိုင်းဖမ်းဆီးပြီးဆိုင်ကယ်ပေါ်ပစ်တင်လိုက်ပါတယ်။သူတို့ကသူမကိုဆုလက်ရဖို့အတွက်ပြန်ခေါ်သွားဖို့ကြံစီနေကြတာသိတာပါတယ်။ခလောက်တန်ကြားတာနဲ့ဂွိုင်းရဲ့အမေဟာလူမျိုးစုကောင်းဆောင်တဲ့အတူအပြေးလွှားရောက်လာပါတယ်။ညီမဖြစ်သူရဲ့အော်ဟစ်ပြောဆိုတံကိုကြားပြီးနောက်သူတို့ဟာမြင့်မြန်စီးပြီးနောက်ကနေလိုက်ကြပါတယ်။တောင်ကုန်းပေါ်ရောက်တဲ့အခါခေါင်းဆောင်ဖြစ်သူကမြင်းပေါ်ကဆင်းပြီးကုန်းမြင့်ပေါ်ကနေစလိုက်ပါနဲ့တယောက်ကိုပစ်တက်လိုက်ပါတယ်။ဒီကဘာမှာဆိုင်ကယ်ဆိုတာအင်မတန်ရှားပါတဲ့အရာပါဖြစ်ပျက်နေတာတွေကိုမြင်လိုက်ရတဲ့လူရိုင်းတယောက်ကဆိုင်ကယ်ပေါ်ကနေခုန်ဆင်းပြီးမောင်းပြေးသွားပါတယ်။အဲ့ဒီအချိန်မှာပဲဂွိုင်းရဲ့အမေကနောက်ကနေအမိလိုက်လာပြီးသူ့ကိုတတ်နိုင်ခဲ့ပါတယ်။ပြီးနောက်အဲ့ဒီဆိုင်ကယ်ကိုပြန်လူယူစီးနှင်းခဲ့ပါတယ်။သူမကခေါင်းဆောင်ကိုလူမျိုးစုစီအရင်ပြန်ဖို့ပြောခဲ့ပြီးဂွိုင်းကိုကယ်တင်ဖို့အတွက်သူမတယောက်တည်းဆက်လိုက်သွားပါတယ်။အခုချိန်မှာတော့လူရိုင်းတွေဟာသူတို့နောက်ကိုလိုက်နေတဲ့သူကအင်မတန်အနေအများတဲ့သူမှန်းသိသွားကြပါပြီ။ဒါကြောင့်သူတို့တွေအချိန်ကုန်တင်ပြီးထွက်ပြေးဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့နောက်ထပ်စက္ကန့်ပိုင်းတွင်းမှာပဲအနည်းဆုံးပြေးနေတဲ့တယောက်ဟာခေါင်းကိုကြည်စံထိမှန်သွားပါတော့တယ်။